ကျွန်တော်တောက်ခဲ့တဲ့တိုက်ကူးပါဗျာဘေးကတိုက်ကြည့်ပြီးထားတော့လေအရင်တောင်ကြက်ညက်ခံသွားတယ်ဘာမှမဖြစ်ဘင်းလေးတိုင်းနေအကုန်ကောဖြစ်တတ်တဲ့အဆက်နေရတယ်အဲအကြောင်းစံကြည့်မြင်တစ်ခုမရှိပါဘူးဗျဒီညောင်းရဲ့ဆိုင်အဲကျွန်တော်အပြင်မှာပြမယ်နော်ဘယ်လိုဖြစ်တယ်ဆိုတာဘယ်လိုအဲ့တဲ့ကြီးအဲ့လိုမီသွားတာစူပါစတားဆိုင်ဒီလိုမီသွားအဲ့လိုမီထားတာတော့မှတော်တော်လေးကျဉ်းကျဉ်းခံထားတယ်ဆိုင်အောက်ခြေတိုင်နေကျိုးပြီးတော့လာမီသွားတာဒီဘက်ကလည်းအရန်ရွက်မရှိဘူးကိုကတ်သွားတာလေဒါပေမဲ့ဟိုးအပေါ်ကရေစင်ကတော့ပြူသွားတယ်ဒီဘက်ကတိုက်ကရိုက်ချတယ်ကားတဲ့